မင်္ဂလာပါခင်ဗျာတန်းကွာလေး channel ကြိုဆိုပါမယ်ဟုတ်ကဲ့ဒီညီလေးကတော့ညီလေးအောင်ပြည့်စုံဖြစ်ပါတယ်ဆိုတော့ကွင်းထဲမှာအစစ်စစ်တင်ကြားတဲ့ဘက်တီရတဲ့ပုံကပ်ပါတင်နဲ့တင်ကြားပြီးတဲ့နောက်ပိုင်းမှာအခုကျွန်တော်တို့တောင်စိမ့်တောင်တဲ့မောင်းရအောင်လို့ကျွန်တော်ဒါညာကြီးအတက်စီကိုလေးကျင်မောင်းနေနေတာဖြစ်ပါတယ်လက်နှလုံးပခုံးလက်နှစ်ပြည့်ထိခါသာရဲ့ကျိုးစားမှုနဲ့စိတ်ဝင်စားမှုကြောင့်ဒီလိုတဲ့မှာဓမ္မကြီးများကိုမောင်းနေပြီးကျိုးတဲ့နေရာတွေမောင်းနေတယ်ဒီလိုတဲ့ညာကြီးအတက်စီကိုမောင်းနေတာဖြစ်ပါတယ်ရှောင်းရှားခဲ့တော့အမေသာတရားကြီးအတက်စီကိုပြီးသွားတဲ့နောက်ပိုင်းမှာတော့ဒီလိုင်းနဲ့နီးတိုင်းနဲ့ဒီဝိုင်းတိုင်းမှာစင်ကလေးမီသုံးနာရီလို့ရတယ်လို့ပြောမှာလိုက်ပါနေအတူလေးနေရာပေါ်ဆက်ဝေးပြီးရတဲ့ကိူနာပိုင်စကြဝဠာပေပေနိုင်ယူတာကိုပြန်လို့တက်လာဖြစ်ပါတယ်ဆိုတော့အဆင်ပေါ်နော်ဟုတ်ကဲ့ဒီကလေးရဲ့စူးစမ်းမှုနဲ့စိတ်ပါဝင်စားမှုကြောင့်လက်ရှိတော့ဒါသူမောင်းနေတဲ့အနေထားလေးကိုကျွန်တော်ရဲ့ချစ်သေးတဲ့ညီကိုများမြင်တွေ့ရအောင်လို့ကျွန်တော်ပြင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာအတန်းအဖြစ်မတရားဖြစ်စီတာတော့ရဟန်းအောင်ဟုတ်ကဲ့ဟောလက်နှလုံးပခုံးလက်နှစ်ပြည့်ဖြစ်ခါသာရဲ့မှာကျွေးမွေးပြည့်ယူရခဲ့တော့အမေမောင်မများကလေးမကျေးဇူးတင်ပါတယ်လို့အချက်လေးရှိရင်ကျွန်တော်ပြောပြနေပါတယ်ပါစတာရှိနေတယ်ရှာနေတော့အမေပါဦးခင်ဗျာအလားတရားအရွယ်ရောက်သည့်တိုင်ဘောနမတွေပြေးကြပါလေမောင်မဖြစ်ပါဘူးဒီနိုင်တွေးစားတော့ဒီရောက်တော့မြစ်တာတရားတွေပြပါလို့တော့တော့မကြီးတောင်ကန်ဝင်းတွေးရခါနေနာပိုင်ရှင်စကြဝဠာမောင်းနေလို့ရတယ်ပြင်းငိမ်မှုရှိပြီးတော့လက်ကင်နိုင်ရဲ့အနေနဲ့ထားလို့ရှိပြီးတော့သူကလည်းစိတ်ပါဝင်စားမှုကြောင့်ပဲနော်ရက်တိုအတွင်းမှာတရက်နှစ်ရက်အတွင်းကိုကိုရဲ့နေဆောင်လာလို့ကျွန်မအားရဒီကိုယ်မှာတော့ပြင်းလာဒီမိုင်းကြီးတွေမောင်းနေတယ်ဆိုရင်ဒီတောင်းဆိုမှုကြောင့်အမေကြီးသူအကြီးပတ်ခဲ့မောင်းနေဒီကြည့်ပြတာဖြစ်ပါလေပါမတ်ပါခံလာနာဟုတ်ကဲ့ကျွန်တော်ကဒီစိတ်တိုင်းမကြောက်ဘူးဆိုရင်အမေကြီးသူမင်းမိသားစုနေရတော့လည်းတော့သူ့ရဲ့ဒီထားဖို့ကြည့်ပြီးကျွန်တော်ပြည့်ပြတ်တဲ့လေးမကချာလေးသမုဒ္ဒရာပင်လေးမကကောင်းကြီးလေးမကသူ့ရဲ့ခြေကိုဖဲခတ်ပြီးစောင့်ကြည့်ဖြစ်ပါလေခင်ဗျာသူကဘယ်နဲ့မှလည်းရှောရှိနေကြနေအပြုကလန်နေအပြုဒီကချိုးစားလေးပေါ်ပြီးချိုးစားလေးကျွန်တော်ပြောတာထက်ဆိုင်သူကပို့ပြီးတော့ဒီခင်ပထမလေးလာဘူးကိုရပါတယ်ခင်ဗျာအဲဒါကြောင့်လည်းကျွန်တော်သင်ရတာတော်လေးကိုလည်းပြီးတယ်ခင်ဗျာမကြီးတောင်ရဲ့မောင်းနေမှုလေးလည်းဒီတကြီးကအားပေးပြီးတော့ဆုံးဖြတ်ပေးပါဦးခင်ဗျာမျိုးရှောင်းလန်းကဒါကျွန်တော်ကြီးဘက်ကိုတွားနေတာဖြစ်ပါတယ်ခင်ဗျာတွားပါနော်ဒီဒါကတော့အခုကျွန်တော်ဗီဒီယိုလေးအတူရိုက်ခွင့်ရှိပါတယ်ခင်ဗျာအဲလိုရိုက်ခွင့်ရှိကြတယ်ဆိုကျွန်တော်ကဒီမှာဘေးကအာရုံဆက်ပြီးပြောင်းပေးနေရတဲ့အတွက်ပြောပြပေးနေရတဲ့အတွက်မျက်စိတမိတ်တည်းရဲ့အတွက်မှာအန်ဒီရဖြစ်နေတာလို့ကျွန်တော်ဗီဒီယိုသိပြီးတော့ငင်းငယ်လေးကျွန်တော်ရိုက်ပြီးတော့မှတ်တမ်းလေးတွေကျွန်တော် YouTube မှာသင်ပေးပါရခင်ဗျာကျွန်တော်ရဲ့ပန်းကွာမဲ့ channel ကြည့်ရှုအားပေးတဲ့ဒီပေါ်မှာလည်းဒီကြည့်နေကြပါရခင်ဗျာအဲစင်များကိုအနေလိုပါကကျွန်တော်ရဲ့ဖုန်းနံပါတ်က39968688နဲ့ဘာသာသုံးပါတယ်တယ်ဒီကံသုံးပါတယ်အဲ့နောက်တစ်ခုကနော်39968686နဲ့ဆက်သွယ်ပြီးတော့ဒီကိုယ်တိုင်တွေ့ဆုံပြီးတော့တိုင်းနေဆွေးနွေးနိုင်ပါတယ်ခင်ဗျာကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီမောင်းကောင်းများဖြစ်ကြပါစေကျေးဇူးတင်ပါတယ်